မေသမီးကိုထားမသွားပါနဲ့မထားသွားပါဘူးအဲ့ဒီနေ့ညကသမီးလေးကိုတွေအရန်ပူလာခဲ့တယ်ဇွန်မီတိုက်ခံရရင်ကိုပူချိန်40ဒီဂရီအထိတက်လာတက်မှန်းငါသိတာပေါ့ငါသမီးလေးကိုကိုွေးဖက်ပြီးပျက်စီးနေတဲ့အဆောက်အဦရဲ့ထောင်းတနေရာမှာပဲလှဲနေခဲ့တယ်သမီးလေးရဲ့ကိုပူချိန်ကလည်းတောက်လျှောက်တက်နေခဲ့တာမေသမီးအရန်ပူတယ်မေလည်းပူတာပဲသမီးရဲ့သမီးတို့တေးရတော့မှလားဟင်မသေးပါဘူးတကယ်ပဲလားမေတကယ်ပေါ့သမီးရဲ့ငါသမီးလေးကိုဖတ်ထားသလိုသမီးလေးကလည်းငါ့ကိုပြန်ဖတ်ထားခဲ့တယ်ပျက်စီးယိုယွင်းနေတဲ့ဒီနေရာလေးမှာနှစ်ယောက်သားအပြင်းချနေခဲ့ကြတာမိုးလင်းလာတဲ့အချိန်မှာတော့ငါအဖျားတွေကျသွားခဲ့တယ်ကိုပူချိန်က38ဒီဂရီနှစ်ပဲရှိတော့တာပခုံးကဒဏ်ရာကလည်းကြီးမတည်သလိုမြင်မသွားဘူးပြန်လဲမပြန်သွားဘူးပြန်ပြီးအသားနှုတ်တက်လာနေပြီနောက်တော့ဖန်ဝန်ကငါ့ကိုလာပြောတယ်ဒါဟာတိတ်ပန်နီးကြမကြဘူးဇွန်မီကြိုက်ခံရတဲ့သူတွေထဲမှာအလိုလျောက်ပြန်ကောင်းလာတဲ့သူတယောက်မှမရှိဘူးဒါပေမဲ့နင်ကတော့ဖြစ်မြောက်အောင်လုပ်နိုင်ခဲ့ပြီနင်ဟာသမီးလေးအတွက်နဲ့ဖြစ်မြောက်အောင်လုပ်နိုင်ခဲ့တာတဲ့ဒါဟာတကယ်ပဲလားဆိုတာငါမသိပေမဲ့ငါသိတာတခုကတော့အဲ့ဒီနေ့မနက်မှာသမီးလေးကမျက်လုံးပွင့်လာပြီးငါ့ကိုစိုက်ကြည့်နေခဲ့တယ်သူမရဲ့မျက်စံလေးတွေကဝိုင်းဆက်နေပြီးအသားအရည်ကလည်းအရင်လိုမဖြူစွတ်တော့ဘူးနှုတ်ခမ်းလေးတွေကလည်းမချောက်တွေ့တော့ဘူးသူငါမျက်နှာကိုလက်ကလေးနဲ့လာကင်ပြီးပြောရှာတယ်မေအသက်ရှင်နေသေးတယ်သမီးလည်းအသက်ရှင်နေသေးတယ်ငါပြုံးမိသွားတယ်ကဘာပြက်ကရဲ့တတိယမြောက်နှစ်မှာငါပထမဆုံးအကြိမ်ပြုံးမိတာနှစ်လကြာပြီးနောက်ဖန်ဝန်ငါ့ကိုရှာတွေ့တဲ့အချိန်မှာငါသမီးလေးကိုစံပြုတ်ကျွေးနေခဲ့တာပျက်စီးနေတဲ့နေရာကရှာတွေ့တဲ့ဆန်တွေကမှုတက်နေလို့ငါတစ်စက်ချိန်မှကစေးကြောပြီးမှစံပြုတ်ပေးခဲ့ရတာသမီးလေးကတော့ရတာရှိတယ်လို့ပြောရှာတယ်သူကဘာကြွေးအရတာရှိတယ်လို့ပဲပြောတတ်တာဖန်ဝန်ကတကားဝမှာရက်နေခဲ့တယ်သူစကားတွေအများကြီးပြောနေပေမဲ့မျက်ကွင်းတွေညိုပြီးအဝတ်စားတွေမှာလည်းသွေးတွေပေးကြံလို့နင်ငါ့ကိုဘယ်လိုရှာတွေ့တာလဲငါနင့်ကိုရှာဖို့ဘယ်တော့မှလက်မလျှော့ခဲ့ဘူးဖန်ဝန်အထဲကိုဝင်လာပြီးငါသမီးလေးကိုကြည့်တယ်သမီးလေးကအခန်းထောင်မှာထိုင်ရင်အဝတ်စုပ်နဲ့လှုပ်ထားတဲ့အယုတ်မလေးကိုကင်ထားတာအဲ့ဒီအယုတ်ကိုငါအဝတ်စုပ်တွေနဲ့ချုပ်ပေးထားတာမလို့ရုပ်ဆိုးလုံးပေမဲ့သူကတော့ဖိုးတန်ရတနာလိုသဘောထားတာသူပြန်ကောင်းသွားပြီလားပြန်ကောင်းသွားပြီပေါ့နင်းကြည့်လိုက်လေသမီးလေးဒီကိုလာဦးသမီးလေးထွက်ပြီးရှောက်လာခဲ့တယ်သူမရဲ့အသားအရည်ကနည်းနည်းဖြူဖြော့နေသေးပေမဲ့ဖြူဆွတ်ဆွတ်ကြီးမဟုတ်တော့ဘူးနေအောင်မပြရတာကြားလို့ဖြော့နေတဲ့ပုံစံမျိုးပဲမျက်စံလေးတွေကဝိုင်းဆက်ပြီးနှုတ်ခမ်းလေးတွေကလည်းပန်းရောင်တန်းနေပြီးသူဖန်ဝန်ကိုကြည့်ပြီးနှုတ်ဆက်ရှာတယ်တီမင်္ဂလာပါဖန်ဝန်ဒူးထောက်ထိုင်ချလိုက်ပြီးသမီးလေးရဲ့အပြင်လေပင်နဲ့မျက်ခုံလေးတွေကိုအသားလေးကင်တွေစစ်ဆေးကြည့်တယ်ဒါတိတ်ပန်နီးကြမကြဘူးသူမရဲ့မျက်စံတုပ်ပြန်မှုကပုံမှန်ပဲကိုပူချိန်လဲပုံမှန်ပဲနှလုံးခုန်တုံးလဲပုံမှန်ပဲဖန်ဝန်ငါ့ကိုစိုက်ကြည့်ရင်ပြောတယ်သူ့ရဲ့ကိုယ်ခန္ဓာကပိန်ပိန်ပါပါလေးဖြစ်နေတာကလွဲရင်အခြားတာမန်ကလေးတွေနဲ့ဘာမှမခြားနာတော့ဘူးတဲ့ငါသိတာပေါ့ဒါဘာကိုဆိုလို့လဲဆိုတာနင်းသိလားသူပြန်ကောင်းသွားတာယုံတယ်မဟုတ်ဘူးသူ့ရဲ့ကိုယ်ခန္ဓာထဲမှာဗိုင်းရပ်စ်ကိုဆန့်ကျင်နိုင်တဲ့ခုခံအားတွေထွက်လာပြီးသူဟာဇွန်ဘီဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပေမဲ့သူ့ကိုယ်ခန္ဓာကဗိုင်းရပ်စ်ကိုအပြီးတိုင်ခြေဖြတ်ပစ်လိုက်တာဒါဟာတစ်ကမ္ဘာလုံးမှာတစ်ခါမှမရှိဘူးသေးတဲ့ဖြစ်ရပဲဒါကြောင့်သူ့ရဲ့သွေးကအခြားလူတွေကိုကယ်တင်နိုင်လိမ့်မယ်ငါဖန်ဝန်ကိုစိုက်ကြည့်ပြီးမေးလိုက်တယ်နင်ကစူရင်းရဲ့သမီးလေးကြောင့်ပြောနေတာလားလို့ဖန်ဝန်ဘာမှပြန်မပြောဘဲခေါင်းငုံသွားခဲ့တယ်ဖန်ဝန်စူရင်းရဲ့သမီးလေးကဘယ်တော့မှပြန်ကောင်းမလာတော့ဘူးသူ့ရဲ့ကူးစက်မှုအခြေအနေကငါသမီးလေးထက်အများကြီးပိုဆိုးတယ်ကိုပူချိန်ကလည်းဘလို့မှချလို့မရဘူးမျက်စံတွေကလည်းငကိုတိုင်းပြန်မဖြစ်တော့ဘူးသူလူကိုယ်တောင်ကောင်းကောင်းမမှတ်မိတော့ဘူးလေလူချန်ကျိုးကောသူကောဂယုဆိုင်နေတော့မဲလားသူဂယုဆိုင်ပေးနေတော့မဲတနေ့ကို9ချိန်တောင်ငါပြုံးမိသွားပြန်တယ်တကယ်ပြုံးတာမဟုတ်ပဲနှုတ်ခမ်းတောင်လေးကိုယ်ယုံတင်မှာသူ့သမီးပြန်ကောင်းသွားတာကိုသူမသိရှာဘူးအခြားလူရဲ့သမီးကတော့တေလူမျိုးပါဖြစ်နေပြီးသူကတော့တနေ့ကို9ချိန်တောင်သွားကြည့်နေတာငါပြောတာမမှားဘူးမလားဖန်ဝန်တက်ပြင်းချလိုက်ပြီးအခုစခန်းထဲမှာအရန်ရှုပ်ထွေးနေတယ်စူရင်းရဲ့သမီးလေးကပြီးခဲ့တဲ့ရက်ပိုင်းကပဲ2ချိန်တောင်ယူတော့ပြီးလူ2ယောက်ကိုကိုက်ခဲ့သေးတယ်လူချန်ကျိုးကပဲဒီသတင်းကိုအတင်းဖိနှိပ်ထားပြီးအပြင်ကိုမပေါက်ကြားစေတာလို့ပြောတယ်သူကတော့အတင်းဖိနှိပ်ထားမှာပေါ့ဒါကသူ့ရဲ့စိတ်ကူးရင်အိမ်မက်ထဲကချစ်သူရဲ့သမီးပဲဟာဖန်ဝန်ဘာမှပြန်မပြောတော့ပဲစံပြုတ်တောက်နေတဲ့ငါသမီးလေးကိုပဲကြည့်နေခဲ့တယ်သမီးလေးကစံပြုတ်ကိုပါဇက်ဘေးတွေပေးကြံအောင်တောက်ရင်ဇွန်းလေးနဲ့တဇွန်းခတ်ပြီးငါဘက်ကိုလှမ်းပေးတယ်မေတောက်ဦးမေဘိုင်းမစားပါဘူးသမီးရဲ့မေလိန်နေတာမေမစားရတာကြပြီပဲကိုသမီးလေးကဇွန်းကိုအပေါ်ကိုပိုးမြောက်ပေးလို့ငါဒူးထောက်ထိုင်ချပြီးအဲ့ဒီစံပြုတ်ကိုတောက်လိုက်ရတယ်ငိုတက်နေတဲ့ဆန်ဆိုပေမဲ့ငါတစ်စက်ချိန်မှကစေးကြောထားတာဒါပေမဲ့အရသာကတော့ခါနေတော့ပဲဒါပေမဲ့သမီးလေးကတော့ပြုံးနေခဲ့တယ်မေတကယ်လိမ်ပါတယ်ရှင်ကျမနဲ့အတူပြန်လိုက်ခဲ့ပါတော့မလိုက်ဘူးစခန်းမှာဆေးဝါးတွေရှိတယ်စားစရာတွေရှိတယ်ရှင်သမီးအတွက်အာဟာရတွေလိုအပ်တယ်လေပြန်သွားရင်အဆုံးစီရင်ခံရလိမ့်မယ်မဖြစ်နိုင်တာသမီးလေးကအခုပြန်ကောင်းသွားပြီပဲဟာကျမတက်တည်ပြနိုင်ပါတယ်နင်ကဘသူ့ကိုတက်တည်ပြမှာလဲလူချန်ကျိုးကိုလားဖန်ဝန်ငါ့ကိုဘာမှထပ်မပြောပါနဲ့တော့သူငါ့ကိုမရှာဖွေခဲ့တာ2လတောင်ရှိပြီပဲငါပြောချင်တာကသူငါတို့အကြောင်းကိုတခွန်းတောင်မမေးခဲ့ဘူးသူကငါတို့ကိုတည်သွားပြီလို့ထင်နေတာဒါမှမဟုတ်ငါတို့တည်သည်ဖြစ်စေရှင်သည်ဖြစ်စေသူဂယုမဆိုင်တာလည်းဖြစ်နိုင်တာပဲအားလုံးကအတူတူပါပဲဖန်ဝန်ငါဘယ်တော့မှပြန်မလာဘူးသမီးလေးကရှောက်လာပြီးငါလက်ကိုလာကင်နေမေသမီးတို့ပြန်မသွားဘူးနော်ဘာလို့လဲသမီးဘာလို့လဲဆိုတော့ဖေကသမီးတို့ကိုမလိုချင်တော့လို့လေ
သမီးလေးကဒီစကားကိုပြောတဲ့အချိန်မှာငိုလဲမငိုဘူးဝမ်းနဲ့ရိတ်လဲမရှိဘူးဒီအတိုင်းပဲဒီနေ့ရာသီဥတုကအရန်အေးတယ်လို့ပြောနေတယ်လို့မျိုးရိုးရိုးသားသားလေးပဲပြောရှာတာသူကဖေဖေလို့ဖို့မတန်ပါဘူးဖန်တီတီပြောပြတာဖန်ဝင်တစ်ချက်ကြောင်အန်းသွားပြီးငါဘယ်တော့မှပြောလို့လဲလို့မေးတယ်လွန်ခဲ့တဲ့တစ်ခေါက်ကတီတီတိုးတိုးလေးပြောတာကိုသမီးကြားလိုက်တာဖန်ဝင်ရဲ့မျက်နှာလေးနီးမြန်းသွားခဲ့တယ်သမီးလေးကငါလက်ကိုကင်ထားရင်းဖန်ဝင်ကိုစိုက်ကြည့်ပြီးပြောတယ်တီတီပြန်ရောက်ရင်ဖေဖေကိုပြောပေးပါသမီးသူ့ကိုမလိုချင်တော့ဘူးလို့သမီးမှာမိမိရှိရင်ရပြီဟန်ဝန်ကငါ့ကိုကြည့်တယ်ငါကလည်းသူ့ကိုပြန်ကြည့်နေမိတယ်သမီးလေးကအခုမှ3နှစ်ပဲရှိသေးတာသူကဖေဖေကိုမလိုချင်တော့ဘူးဆိုတဲ့စကားကိုအခုမှစပြီးတက်ခါစားပဲရှိသေးတာဟန်ဝန်ကမပြန်သေးပဲပျက်စီးနေတဲ့ဒီနေရာလေးမှာ3ရက်လောက်နေခဲ့တယ်သူငါသမီးလေးကိုကူညီဆောင်ရှောက်ပေးတယ်စားစရာတွေကူရှာပေးတယ်ပြီးတော့ငါ့ကိုဆေးကူထည့်ပေးတယ်ငါရဲ့ပခုံးကဒဏ်ရာကတော့အခုထိမတက်တာသေးဘူးဇွန်ဘီကြိုက်ခဲခံရတဲ့ဒီဒဏ်ရာကတက်တာဖို့အရန်ကိုနှေးကွေးလွန်းလာတယ်ဟန်ဝန်ကအဲ့ဒီဒဏ်ရာကိုမြင်ပြီးနောက်မှာတော့မျက်နှာပြတ်သွားခဲ့တယ်ရှင်ဇွန်ဘီကြိုက်ခံထားရတာကိုသိရလားသိတာပေါ့ရှင်ဇွန်ဘီကြိုက်ခံရရင်ဘာဖြစ်မလဲဆိုတာသိရတာနဲ့တေသွားနိုင်နေပြီးတော့ဇွန်ဘီအဖြစ်ပြောင်းလဲသွားနိုင်တယ်လေအဲ့ဒါကိုရှင်ကငါဘာမှမဖြစ်ဘူးအခုဆို2လတောင်ရှိသွားပြီပဲဟန်ဝန်ကငါ့ကိုတေးချပြန်လဲစစ်ဆေးပေးခဲ့တယ်သွေးဖောက်တယ်မျက်စံတွေကိုစစ်ဆေးတယ်ကိုပူချိန်ကိုတိုင်းတယ်ရှင်းရဲ့သွေးထဲမှာလည်းခုခံအားတွေရှိနေတာပဲဒါပေမဲ့ရှင်သမီးနဲ့တော့မတူဘူးသမီးလေးကဗိုင်းရပ်စ်ကူးစက်ခံရပြီးမှပြန်လဲခြေဖြတ်နိုင်ခဲ့တာရှင်ကတော့ဗိုင်းရပ်စ်ကူးစက်ခံရပေမဲ့ယောဂလက္ခဏာမပြတာမျိုးဘာကိုဆိုလိုတာလဲရှင်ကယောဂလက္ခဏာမပြပဲဗိုင်းရပ်စ်တည်ဆောင်ထားတဲ့သူပဲဗိုင်းရပ်စ်ကရှင်ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေပေမဲ့ရှင်ရဲ့အာယုံကြောစနစ်ကိုတော့တိုက်ခိုက်ခြင်းမရှိဘူးရှင်ကတိုက်ခံရမှာကိုကြောက်စရာမလိုတော့ဘူးရှင်ကခုခံအားရသွားပြီဒါဆိုငါသမီးလေးကတော့ဗိုင်းရပ်စ်တွေကိုအပြီးတိုင်ခြေဖြတ်ပစ်နိုင်ခဲ့တာသမီးလေးရဲ့သွေးကအခြားလူတွေကိုကယ်တင်နိုင်လိမ့်မယ်ရှင်သမီးလေးရဲ့သွေးကစုရင်းရဲ့သမီးလေးကိုကယ်တင်နိုင်လိမ့်မယ်ရှင်ခွင့်မပြုချင်ဘူးဆိုတာကျွန်မသိပါတယ်ဒါပေမဲ့စုရင်းရဲ့သမီးလေးသာတည်သွားခဲ့ရင်လူချန်ကျိုးကရှင်ကိုတစ်သက်လုံးမုန်းတီးသွားလိမ့်မယ်သူငါ့ကိုမုန်းတာမမုန်းတာကငါနဲ့ဘာဆိုင်လို့လဲရှင်ရင်ကဒီလိုမျိုးမဟုတ်ပါဘူးငါရင်ကဘလို့မျိုးမလို့လဲရှင်ရင်ကစိတ်ပြောတတ်တယ်သူကစကားလေးတစ်ခွန်းတိုးတိုးလေးပြောလိုက်ုံနဲ့တင်ရှင်ကသူ့ကိုခွင့်လွှတ်ပေးခဲ့တာလေဒါကအရင်ကလေအခုကသူကငါသမီးလေးရဲ့လက်ကိုတစ်ချောင်းချင်းစီအတင်းဖြုတ်ချခဲ့တဲ့အချိန်တုန်းကငါရဲ့ရင်ထဲမှာရှိခဲ့တဲ့အရင်ကလူချန်ကျိုးကိုလည်းအပြီးတိုင်ဆုံးလွတ်ပစ်လိုက်ပြီတတိယမြောက်နေ့မှာတော့ဟန်ဝန်ထွက်ခွာသွားခဲ့တယ်မထွက်ခွာခင်မှာသူငါသမီးလေးကိုပွေ့ဖက်ခဲ့သေးတယ်တီတီသွားတော့မယ်နော်တီတီပြန်လာအောင်မလားဟင်ပြန်လာမှာပေါ့ဒါဆိုတီတီသမီးကိုကူညီပြီးဖေဖေကိုစကားတစ်ခွန်းလောက်ပါပေးလို့ရမလားဘာပြောချင်လို့လဲသမီးလေးကခဏလောက်စဉ်းစားပြီးမှပြောရှာတယ်သမီးအခုနေကောင်းသွားပြီလို့ပြောပေးပါသမီးသူ့ကိုမလိုအပ်တော့ဘူးလို့ဒါပေမဲ့သမီးသူ့ကိုနည်းနည်းတော့လွမ်းမိသေးတယ်တဲ့ဟန်ဝန်ငုံမိသွားခဲ့တယ်ကျမမငိုပါဘူးပြီးတော့ဖေဖေအမြဲသွားကြည့်တတ်တဲ့အဲ့ဒီညီမလေးလေအဲ့ဒီညီမလေးကအခြေအနေတိတ်မကောင်းဘူးထင်တယ်သမီးအိပ်ပျော်နေတဲ့အချိန်တွေမှာသူမကိုခံစားလို့ရနေတယ်သူအရန်နာကျင်နေရတယ်ပြီးတော့တောလျှောက်လဲအဟစ်နေခဲ့တာရှင်သမီးကသူမကိုခံစားလို့ရနေတာလားငါမသိဘူးဒါကသူတို့2ယောက်လုံးတစ်ချိန်တည်းမှာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရလို့တစုံတရာဆက်နွယ်နေတာမျိုးဖြစ်နိုင်တယ်ငါမသိသလိုသိလဲမသိချင်တော့ဘူးဟန်ဝန်ထွက်ခွာသွားခဲ့ပြီငါသမီးလေးကိုပွေးဖက်ပြီးပျက်စီးနေတဲ့အဆောက်အုံဟောင်းထဲမှာထိုင်နေမိတယ်အဲ့ဒီညကသမီးလေးဖျားနေခဲ့တယ်အဖျားသိမ့်မကြီးပေမဲ့38ဒီဂရီရှိတယ်ဒါပေမဲ့သူကတောက်လျှောက်ရောင်ရမ်းပြီးစကားတွေပြောနေခဲ့တာညီမလေးမကြောက်နဲ့နော်ညီမလေးသူမတညလုံးအော်ဟစ်နေခဲ့တယ်မိုးလင်းခံဒီချိန်မှာတော့သူရုတ်တရက်ထားထိုင်လိုက်ပြီးမေမေအဲ့ဒီညီမလေးတေတော့မယ်ထင်တယ်သမီးကဘလို့သိတာလဲသမီးမြင်နေရတယ်သူ့တကူလုံးမဲမောင်နေပြီးမျက်လုံးတွေကရဲနေတာသူလူတွေကိုလိုက်ကြိုက်နေတယ်ဒါအိမ်မက်မဟုတ်ဘူးလားအိမ်မက်မဟုတ်ဘူးမေမေအဲ့ဒီညီမလေးကဖေဖေကိုကောလိုက်ကြိုက်မှာလားဟင်ငါဘာမှပြန်မဖြေခဲ့ဘူးသမီးသူမကိုဖေဖေကိုကြိုက်တာမျိုးမဖြစ်စေချင်ဘူးသမီးလေးကခေါင်းလေးငုံပြီးသမီးဖေဖေကိုခွင့်မလွတ်ဘူးဒါပေမဲ့သူတေသွားတာမျိုးတော့မမြင်ချင်ဘူးငါသမီးလေးကိုပွေးပတ်ထားမိတယ်။ဘာပြန်ပြောရမှန်းလဲမသိခဲ့ဘူး။ကဘာပြက်ကရဲ့တတိယမြောက်နှစ်မှာ3နှစ်အရွယ်သမီးလေးကခွင့်မလွတ်ခြင်းရဲ့အတိတ်ပဲကိုငါထပ်ပို့ပြီးနားလည်နေခဲ့ပြီးဒါပေမဲ့လည်းသူကဖေဖေကိုမသေးစေချင်သေးဘူး။ငါကတော့ပျက်စီးနေတဲ့ဒီနေရာရဲ့ပြင်ပမှာမှောင်မိုက်လာတာကိုငေးကြည့်နေမိတယ်။သူသေးစေချင်သလားမသေးစေချင်ဘူးလားဆိုတာငါကမသိဘူး။ငါသိတာတခုကတော့သူရွေးချယ်မှုမှားသွားခဲ့ပြီဆိုတာပါပဲအခုတော့သူနောင်တရဖို့တောင်အချိန်မရှိတော့ဘူး3လကြာပြီးနောက်မှာတော့ငါသမီးလေးရဲ့လက်ကိုကင်ပြီးစခန်းရဲ့ဂိတ်ဝမှာရက်နေခဲ့တယ်။သူကငါကိုယ်တိုင်ချုပ်ပေးထားတဲ့အဝတ်စုပ်လေးတွေနဲ့ဖာထေးထားတဲ့ခေါင်းဝင်းစုံလင်လေးကိုဝတ်ထားတာကြည့်ရဆိုးလာပေမဲ့သူကတော့သဘောကျနေရှာတယ်။သမီးလေးရဲ့သပင်တွေလည်းရှည်လာလို့ငါသူ့ကိုသပင်နှစ်ဖက်ခွဲချစ်ပေးထားတယ်။ပါးလေးတွေမှာလည်းအသားရည်ပြည့်ဖြိုးလာပြီးအရင်လိုဖြူဖြော့မနေတော့ပဲပန်းရောင်တန်းနေခဲ့ပြီးမျက်လုံးဝိုင်းဝိုင်းလေးတွေကလည်းနှက်မှောင်ပြီးအရေလဲနေတာအခုမှပဲ3နှစ်အရွယ်ကလေးလေးနဲ့တကယ်တူတော့တယ်
စခန်းကိတ်ဝကကင်းဆောင်နေတဲ့သူကငါတို့ကိုမြင်တော့ကြောင်အန်းသွားပြီးရှန်တုမင်းသမီးလေးကအသက်ရှင်နေတာလားသူကနေကောင်းသွားပြီအဲ့ဒီလူကပါဇက်အဟောင်းသားနဲ့ဘာမှဆက်မပြောနိုင်တော့ဘူးငါသမီးလေးရဲ့လက်ကိုဆွဲပြီးစခန်းလေးကိုရှောက်လန်းလာခဲ့တယ်စခန်းကပြောင်းလဲသွားခဲ့ပြီးလွန်ခဲ့တဲ့3လတုန်းကတော့စနစ်တကျရှိသေးပေမဲ့အခုတော့နေရာတိုင်းကရှုပ်ပွားနေခဲ့တာလူတွေကရန်ဖြစ်နေကြတယ်ပစ္စည်းတွေကိုလူရက်နေကြတယ်တချို့ကလည်းငွေယိုနေကြတယ်ကဘာပြက်ကက်ရဲ့တတိယမြောက်နှစ်မှာရိတ်ခါတွေကပိုပြီးနေပါလာသလိုလူတွေကလည်းပိုပြီးယူသွလာကြတယ်ဒါပေမဲ့ဒါတွေကငါနဲ့မဆိုင်ဘူးငါသိချင်တာကသူငါသမီးလေးကိုတွေ့တဲ့အချိန်မှာဘလို့မျက်နှာပေးမျိုးဖြစ်သွားမလဲဆိုတာပဲဖန်ဝန်ကပြေးလာပြီးငါသမီးလေးကိုတွေ့တော့ဒူးထောက်ထိုင်ချလိုက်ကပွေးဖက်ပြီးငိုရှာတော့တယ်။သမီးလေးသမီးတကယ်ပြန်ကောင်းသွားပြီပဲ။တီတီမငိုပါနဲ့နော်။သမီးလေးကလက်ကလေးဆန်ပြီးဖန်ဝန်ရဲ့မျက်ရည်တွေကိုတုပ်ပေးရှာတယ်။ဒါကိုမြင်တော့ဖန်ဝန်ကပိုပြီးငိုတော့တာပဲ။လူချန်ကျိုးကငါမေးလိုက်တော့ဖန်ဝန်ကမတ်တက်ထွက်ပြီးငါ့ကိုတစ်ချက်ကြည့်တယ်။သူကတီးတန့်ခွဲထားတဲ့နေရာမှာရှိနေတာစူရင်းရဲ့သမီးလေးကမင်းညကပြန်ပြီးယူသွတ်သွားလို့လူနှစ်ယောက်ကိုကိုက်လိုက်သေးတယ်။လူချန်ကျိုးကသူမကိုချုံမြူပေးနေတာသူနေတိုင်းသွားနေကြပဲနေတိုင်း9ချိန်စီသွားတာ။နေတိုင်း9ချိန်တစ်ချိန်မှမပြတ်ကွက်ဘူးပေါ့ငါပြုံးလိုက်ပြီးငါ့ကိုခေါ်သွားပေးပါလို့ပြောလိုက်တယ်ဖန်ဝန်ကကြည့်ပြီးရှန်တုနင်းတေချာစဉ်းစားပြီးပြီလားနင်းသမီးကိုရောသမီးလေးကဘာကိုမှမကြောက်ပါဘူးဖန်ဝန်ကငါလက်ကိုကင်နေငါကလည်းသမီးလေးရဲ့လက်ကိုပြန်ကင်ပြီးတို့3ယောက်တီးတန့်ခွဲထားတဲ့နေရာစီကိုရှောက်လန်းလာခဲ့တယ်စခန်းထဲကလူတွေကငါသမီးလေးကိုမြင်တော့အံ့အားသင့်ပြီးကြည့်နေကြတယ်ဒါရှန်တုရဲ့သမီးမဟုတ်ဘူးလားသူဗိုင်းရပ်စ်ကူးစက်ခံထားရတာမဟုတ်ဘူးလားသူပြန်ကောင်းသွားတာလားဘယ်လိုလုပ်ပြီးသူကြည့်ရတာဇွန်ဘီနဲ့လည်းမတူပါဘူးတယောက်ယောက်ကအော်ပြောလိုက်တယ်သူကလူပဲရှန်တုကသူ့သမီးကိုကယ်တင်နိုင်ခဲ့ပြီလူတွေပို့ပြီးဝိုင်းအောင်လာကြတယ်သမီးလေးကနည်းနည်းကြောက်သွားပုံရပြီးငါလက်ကိုတင်းတင်းကင်ကငါနောက်ွယ်မှာပုံနေရှာတယ်မေမေအင်းသမီးသူတို့ကသမီးတို့ကိုဘာလို့အဲ့ဒီလိုကြည့်နေကြတာလဲဘာလို့လဲဆိုတော့ဇွန်ဘီဖြစ်ကနေလူပြန်ဖြစ်လာတဲ့သူကိုသူတို့တခါမှမမြင်ဘူးကြလို့လေဒါဆိုသမီးကတော်တာပေါ့သမီးလေးကအရန်တော်တာပေါ့သမီးလေးကပြုံးလိုက်ပြီးငါနောက်ကနေခေါင်းလေးပြူထွက်ကဝိုင်းကြည့်နေတဲ့သူတွေကိုလက်ကလေးရမ်းပြပြီးအော်ပြောလိုက်တယ်အားလုံးပဲမင်္ဂလာပါသမီးပြန်ရောက်ပါပြီဘယ်သူမှစကားမပြောကြဘူးတယောက်ယောက်ငိုနေတယ်ပဲကြားရတယ်ဖန်ဝန်ငိုနေတာငါသူ့ကိုစိုက်ကြည့်နေမိတယ်အသက်3နှစ်ပဲရှိသေးတယ်ငါသမီးလေးသူအခုမှပဲသမီးပြန်လာပြီဆိုတဲ့စကားကိုစပြောတဲ့ခါစားပဲရှိသေးတာတီးတန့်ခွဲထားတဲ့နေရာကိုရောက်လာခဲ့ပြီးတန်တကားတွေမှန်သတင်းပေါက်တွေကလွန်ခဲ့တဲ့3လတုန်းကအတိုင်းပါပဲလူချန်ကျိုးကတီးတန့်ခန်းထဲမှာမတက်ရက်နေပြီးသူ့ရင်ခွင်ထဲမှာတော့စူရင်းရဲ့သမီးလေးကိုပွေ့ပတ်ထားတဲ့အဲ့ဒီကလေးမလေးကငိုယိုအော်ဟစ်ပြီးရုန်းကန်နေခဲ့တာသူ့ရဲ့အသားအရည်ကဖြူဖြုတ်မနေတော့ပဲမဲမောင်ပြီးညိုပုတ်နေပြီးသွေးကြောတွေကလည်းဖောင်းကျနေပြီးမျက်လုံးတွေကတော့နီးရဲလို့သူ့ရဲ့မျက်ဝန်းတွေထဲကနေမျက်ရည်တွေတောက်လျှောက်စီးကျနေခဲ့တယ်သူကလွန်ခဲ့တဲ့3လတုန်းကထက်အခြေအနေပိုဆိုးနေခဲ့ပြီးအရန်ကိုဆိုးဝါးနေခဲ့တာလူချန်ကျိုးကသူ့ကိုပွေ့ဖက်ပြီးချုံမြူနေရှာတယ်မပူနဲ့တော့နော်မပူနဲ့တော့အိုးရှိတယ်သူခြေတံတွေကိုကြားလိုက်ရလို့ခေါင်းမောကြည့်တဲ့အခါငါ့ကိုတွေ့သွားခဲ့တယ်ပြီးတော့ငါသမီးလေးကိုလည်းမြင်သွားခဲ့တယ်သူ့ရဲ့မျက်နှာအမူအရာကိုငါဘယ်လိုဖော်ပြရမှန်းတောင်မသိတော့ဘူးရင်ဘက်ကိုလက်သီးနဲ့ထိုးခံလိုက်ရတယ်လို့မျိုးဒါမှမဟုတ်ရင်းနှီးနေတဲ့သူကကုန်းဘက်ကိုလှမ်းမြင်လိုက်ရတယ်လို့မျိုးဒါမှမဟုတ်လဲအိမ်မက်မက်နေလို့မယုံနိုင်ဖြစ်နေတဲ့ပုံစံမျိုးပဲသူပါဇက်ကိုအဟောင်းသားလှုပ်ထားမိပေမဲ့ဘာအတန်မှထွက်မလာခဲ့ဘူးသမီးလေးကငါ့ကိုတက်လက်သူ့ကိုတက်လက်ကြည့်ပြီးတော့မေမေအဲ့ဒါဖေဖေလားဟင်အင်းဖေဖေကပိန်သွားတယ်နော်ငါဘာမှပြန်မပြောခဲ့ဘူးဖေဖေကြည့်ရတာအရန်ပင်ပန်းနေပုံပဲငါဘာမှပြန်မပြောမိသေးဘူးမေမေသမီးဖေဖေကိုလှမ်းခေါ်လို့ရမလားဟင်သမီးခေါ်ချင်ခေါ်လေသမီးလေးကသူ့ကိုစိုက်ကြည့်ပြီးဖေဖေလူချန်ကျိုးရဲ့ခန္ဓာကိုယ်တစ်ခုလုံးတုံးလှုပ်သွားခဲ့တယ်ဖေဖေသမီးပြန်လာပြီသူ့ရင်ခွင်ထဲကစူရင်းရဲ့သမီးလေးကတော့ရုတ်တရက်ငြိမ်သက်သွားခဲ့ပြီးသူကောင်းမော်ပြီးငါသမီးလေးကိုစိုက်ကြည့်နေမိတယ်3နှစ်အရွယ်ကလေးငယ်2ယောက်ဟာမှန်ချက်တစ်ခုချပြီးရက်နေကြတာပေါ့တယောက်ကပြန်ကောင်းသွားခဲ့ပြီဒါပေမဲ့နောက်တစ်ယောက်ကတော့တေလူမျိုးပါဖြစ်နေပြီးတယောက်ကဖေဖေရဲ့ဆုံးဖြတ်ခြင်းကိုခံခဲ့ရပြီးနောက်တစ်ယောက်ကတော့ဖေဖေကအသက်နဲ့လဲပြီးကာကွယ်ပေးထားတာစူရင်းရဲ့သမီးလေးစီကနေအတန်တခုထွက်ပေါ်လာခဲ့တယ်ဒါဟာစကားပြောတန်မဟုတ်ပဲဇွန်ဘီတကောင်ရဲ့အော်ဟစ်တန်ပဲငါသမီးလေးကရှေ့ကိုတလန်းတိုးသွားပြီးညီမလေးမကြောက်နဲ့နော်သူကမှန်ချက်ပေါ်ကိုလက်ကလေးလှမ်းတင်လိုက်ပြီးမမပြန်ကောင်းသွားပြီညီမလေးလည်းပြန်ကောင်းလာမှာပါစူရင်းရဲ့သမီးလေးကသူ့ကိုစိုက်ကြည့်နေမိတယ်ညီရဲနေတဲ့မျက်ဝန်းတွေနဲ့ပေါ့အဲ့ဒီနောက်မှာတော့သူရုတ်တရက်ပြုံးလိုက်တယ်ဇွန်ဘီမလေးကပြုံးပြလိုက်တာဖန်ဝန်ကတော့ပါဇက်ကိုလက်နဲ့အုပ်ထားမိပြီးလူချန်ကျိုးကတော့ငါသမီးလေးကိုကြည့်ပြီးငိုကြွေးနေခဲ့ပြီးကဘာပြက်ကက်ရဲ့ဒီ3နှစ်အတွင်းမှာသူငိုတာကိုငါတခါမှမမြင်ဘူးခဲ့ဘူးသူကမှန်ချက်ကိုဖြတ်ပြီးငါသမီးလေးရဲ့မျက်နှာကိုထိတွေ့ဖို့လက်ကိုလှမ်းဆန့်လိုက်တယ်ဒါပေမဲ့ငါသမီးလေးကနောက်ကိုတလန်းဆုပ်လိုက်ပြီးဖေဖေအင်းဖေဖေရွေးချယ်ခဲ့တာသူမဟုတ်လားလူချန်ကျိုးရဲ့လက်တွေကလေထဲမှာတင်ရက်တန့်သွားခဲ့ရတယ်ဖေဖေရွေးချယ်ခဲ့တာသူလေသမီးမဟုတ်ဘူးဖေဖေသမီးကိုအလိုမရှိခဲ့ဘူးအခုတော့သမီးလည်းဖေဖေကိုအလိုမရှိတော့ဘူးတီးတန်ခန်းထဲမှာစူရင်းရဲ့သမီးလေးကလည်းမအော်တော့ဘူးဖန်ဝင်လည်းမငိုတော့ဘူးလူတိုင်းကငါသမီးလေးကိုပဲစိုက်ကြည့်နေကြတယ်သမီးလေးကအသက်3နှစ်ပဲရှိသေးတာသူကသမီးလည်းဖေဖေကိုအလိုမရှိတော့ဘူးဆိုတဲ့စကားကိုခုလေးတင်ပြောလိုက်တာလေ
အဲ့ဒီအချိန်မှာစူရင်းရောက်လာခဲ့တဲ့သူတီးတန့်စုံတွေကိုပြပြတလဲပြေးဝင်လာချိန်မှာသပင်တွေလည်းဖားလျားနဲ့အင်းကြီးမှာလည်းသွေးတွေပေးကြံလို့သူငါသမီးလေးကိုမြင်တော့ကြောင်အန်းသွားခဲ့တယ်အဲ့ဒီနောက်လူချန်ကျိုးငိုနေတာကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့မျက်နှာအမူအရာကချက်ချင်းပြောင်းလဲသွားပြီးချန်ကျိုးလူချန်ကျိုးကသူ့ကိုလှည့်မကြည့်ခဲ့ဘူးငါသမီးလေးကိုပဲစိုက်ကြည့်နေခဲ့တာသူ့မျက်လုံးတွေညီရဲနေပြီလက်ကလည်းမှန်ပေါ်မှာတင်ထားတော့ပဲငါသမီးလေးကတော့မှန်ကိုသွားမထိခဲ့ပါဘူးစူရင်းကအနားကိုရှောက်လာပြီးလူချန်ကျိုးရဲ့လက်မောင်းကိုဆွဲတာချန်ကျိုးရှင်ဘာဖြစ်လို့လဲလူချန်ကျိုးကဘာမှပြန်မပြောဘူးစူရင်းကငါဘက်ကိုလှည့်ကြည့်လာတယ်အရင်တုန်းကအမြဲတမ်းဟန်ဆောင်ပြတတ်တဲ့နူးညံ့တိမ်မွေးမှုတွေနဲ့အာကိုတကြီးဖြစ်နေတဲ့ပုံစံတွေဟာမျက်နှာပုံးတစ်ခုပြိုကျပျက်စီးသွားသလိုမျိုးချက်ချင်းပျောက်ကွယ်သွားခဲ့ပြီးသူ့ရဲ့မျက်ဝန်းတွေပြောင်းလဲသွားတာဟာအေးဆက်ဆက်နဲ့မုန်းတီးမှုတွေပြည့်နေနေခဲ့တာရှန်လူနင်ဘာပြန်လာလို့တာလဲငါသမီးလေးကပြန်လာကြည့်ချင်လို့လေဘာကိုကြည့်မှလဲသူ့ဖေဖေကိုလာကြည့်တာစူရင်းကပြုံးလိုက်တယ်ဒါပေမဲ့ဒါကတကယ်အပြုံးမျိုးမဟုတ်ပါဘူးသူ့အဖေကသူ့ကိုအလိုမရှိတော့ဘူးဆိုတာနင်မသိဘူးလားငါသိတယ်ဒါဆိုနင်ကဘာကိစ္စရှိလို့ပြန်လာတာလဲနင်သမီးလေးပြန်ကောင်းသွားတာကိုလာကြွားတာလားနင်သမီးကတော့အခြေအနေကောင်းနေပေမဲ့ငါသမီးကတော့တေလူမျောပါဖြစ်နေပြီးသူတေတော့မယ်စူရင်းရဲ့မျက်နှာတစ်ခုလုံးဖြူဖြော့သွားခဲ့တယ်နင်ဘာပြောလိုက်တာလဲငါပြောတာကနင်သမီးကတေတော့မယ်လို့နင်သူ့ကိုကိုွေးဖက်ထားတဲ့အချိန်မှာသတိမထားမိဘူးလားသူ့တကိုယ်လုံးမှာရှိတဲ့သွေးကြောတွေကအမဲရောင်တွေတောင်းကုန်ပြီးသူဒီလထက်ပိုပြီးတောင်းခံနိုင်တော့မှာမဟုတ်ဘူးစူရင်းကခေါင်းကုန်ပြီးသူ့သမီးလေးကိုကြည့်လိုက်တယ်ကလေးမလေးကသူ့ရင်ခွင်ထဲမှာဘာမှမလုပ်ရှားတော့ပဲငြိမ်သက်နေခဲ့ပြီးမငိုဘူးမအော်ဘူးမျက်လုံးတွေကလည်းတဝက်လောက်မှိတ်ထားပြီးအသက်ရှူတန်းကအရန်ကိုညင်သာလွန်းနေခဲ့တာနင်းလျှောက်ပြောနေတာငါလျှောက်ပြောနေတာမဟုတ်ဘူးဖန်ဝမ်လည်းဒီမှာရှိနေတာပဲနင်းသူ့ကိုမေးကြည့်လိုက်လေဖန်ဝမ်ကဘာမှပြန်မပြောခဲ့ပါဘူးသူ့ရဲ့တိတ်ဆိတ်နေမှုကပဲအဖြေတစ်ခုဖြစ်ခဲ့တာပေါ့စူရင်းကသမီးလေးကိုပွေ့ဖက်ပြီးလမ်းတက်ရှိရမယ်နီလန်းတစ်ခုခုတော့ရှိရမယ်ချန်ကျိုးနီလန်းတစ်ခုခုစဉ်းစားပေးပါဦးလူချန်ကျိုးကတော့မလုံမရှက်ပဲငါသမီးလေးကိုပဲစိုက်ကြည့်နေတော့ပဲချန်ကျိုးသူကခေါင်းကိုဖြည်းဖြည်းချင်းလှည့်လာပြီးစူရင်းကိုကြည့်လိုက်တယ်ရှန်တူးရဲ့သမီးလေးမှရှိတဲ့သွေးကလူကိုကယ်နိုင်တယ်စူရင်းရဲ့မျက်လုံးတွေကချက်ချင်းတောက်ပသွားခဲ့ပြီးဒါဆိုရင်သူ့ကိုသူပေးမှာမဟုတ်ဘူးဘာဖြစ်လို့လဲလူချန်ကျိုးကဘာမှပြန်မဖြေခဲ့ပါဘူးစူရင်းကငါဘက်ကိုလှည့်ကြည့်လာပြီးရှန်တူးနင်းသမီးရဲ့သွေးကငါသမီးကိုကယ်နိုင်တယ်မလားသူ့ကိုနည်းနည်းလောက်ပေးပါလားနည်းနည်းလေးပဲလေဘာဖြစ်လို့လဲဆိုတော့သူတေတော့မှာမို့လို့ငါသမီးလည်းတေလူနီးပါဖြစ်ခဲ့ဘူးတာပဲစူရင်းခြေလန်းတွေတုံခနဲဖြစ်သွားခဲ့တယ်သူယောဂကူးဆက်ခံရတော့ကနင်ဘယ်မှာရှိနေလဲနင်ကနင်သမီးကိုကိုယ်ဖက်ပြီးတီးတန့်ခန်းထဲမှာပုံနေခဲ့တာလေနင်ယောက်ျားကနင်တို့စီကိုတရက်3ချိန်လာကြည့်နေချိန်မှာငါသမီးကတော့ဘေးကန်းထဲမှာရှိနေခဲ့တာဒါပေမဲ့သူတခါမှဝင်မကြည့်ခဲ့ဘူးအဲ့ဒါကငါနင်ဘာဖြစ်လို့လဲနင်ပဲသူ့ကိုရွေးချယ်ခိုင်းခဲ့တာမဟုတ်ဘူးလားနင်ပဲညတိုင်းသူ့စီဖုန်းဆက်ပြီးငါအရန်ကြောက်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလားနင်ပဲသူ့ရှေ့မှာငိုပြပြီးနင်းသမီးလေးကတနာစရာကောင်းပါတယ်လို့ပြောခဲ့တာမဟုတ်ဘူးလားနင်ပဲငါသမီးကမကယ်နိုင်တော့ဘူးနင်းသမီးမှာပဲမျောလင်းချက်ရှိတော့တယ်လို့သူထင်သွားအောင်လုပ်ခဲ့တာမဟုတ်ဘူးလားငါမလုပ်ခဲ့ဘူးနင်မလုပ်ခဲ့ဘူးဟုတ်လားဒါဆိုငါနင့်ကိုမေးမယ်ကဘာမပြတ်ခင်တုန်းကငါကိုဝင်9လရှိနေချိန်မှာနင်သူ့စီပို့ခဲ့တဲ့ message တွေကဘသူပို့တာလဲစူရင်းရဲ့မျက်နှာဖြူချော့သွားခဲ့တယ်နင်ကသူကိုဝင်ရှိနေပြီမို့လို့နင်အနားမှာမနေပေးနိုင်တော့ဘူးနင်သူ့ကိုအရန်သနာတယ်လို့ပြောခဲ့တယ်မလားပြီးတော့နင်ကဒါသာငါကလေးဆိုရင်ငါတို့အနားမှာနေတိုင်းနေပေးမှာပါလို့ပြောခဲ့တယ်မလားနင်ပြောခဲ့တာတော်ဆန်းတော်ပါတော့စူရင်းကအော်ဟစ်ငိုယိုလိုက်တဲ့အတွက်သူ့ရင်ခွင်ထဲကသမီးလေးလဲလန့်နိုးလာခဲ့တဲ့မျက်လုံးတွေပွင့်လာတဲ့အခါမှာတော့အနီရောင်မျက်ဝန်းတွေနဲ့ပေါ့စူးရှားတဲ့မျက်ဝန်းတွေနဲ့အတူပါဇက်ဘေးမှာလဲသွေးတွေပေးကြံလို့သူကလူချန်ကျိုးစီကိုလှမ်းတိုးမှလူချန်ကျိုးကရှောင်မပြေးခဲ့ပါဘူးသူကကလေးမလေးကိုပွေးဖက်လိုက်တဲ့အရင်တုန်းကအတိုင်းပါပဲအဆင်ပြေသွားမှာပါဒါပေမဲ့ကလေးမလေးကသူ့ရဲ့လေဘင်းကိုကိုက်ပစ်လိုက်တယ်ပခုံးကိုမဟုတ်ဘူးလေဘင်းကိုငါသမီးလေးကလန့်ပြီးအော်လိုက်ကရှေ့ကိုပြေးထွက်သွားခဲ့တယ်ငါသူ့ကိုလှမ်းဆွဲထားလိုက်ပြီးမေမေဖေဖေကိုက်ခံလိုက်ရပြီငါသိတယ်ဖေဖေတည်သွားလိမ့်မယ်ငါသိတယ်မေမေငါဒူးထောက်ထိုင်ချလိုက်ပြီးသူ့ကိုကိုွေးပတ်ထားလိုက်တယ်သူကငါရင်ခွင်ထဲမှာတုံတုံရီရီနဲ့ငိုယိုအော်ဟစ်နေခဲ့တာလူချန်ကျိုးကတော့ကျမ်းပြင်ပေါ်မှာလဲကျသွားခဲ့ပြီစခန်းထဲကလူတွေပြေးဝင်လာပြီးစူရင်းရဲ့သမီးလေးကိုလှမ်းဆွဲထုတ်လိုက်ကြတယ်လူချန်ကျိုးရဲ့မျက်လုံးတွေကငါသမီးလေးကိုပဲစိုက်ကြည့်နေတော့ပဲသူကလက်ကိုလှမ်းဆန့်လိုက်တယ်သမီးလေးကငါရင်ခွင်ထဲကနေသူ့ကိုကြည့်နေတာပေါ့သမီးလေးသူ့စီသွားမလားသမီးလေး